ထိုင်းနိုင်ငံကတကယ်ဖြစ်ရတခုပါအသက်16နှစ်အရွယ်ကောင်လေးတယောက်ဟာဂိမ်းမာဘဝကနေထိုင်းနိုင်ငံရဲ့အသက်ငယ်ဆုံးတန်းကျွေတထေးတူဖြစ်လာခဲ့ပူပါတယ်သူဂိမ်းတွေစက်တိုက်ကစားခဲ့လို့လားလို့မေးရင်မဟုတ်ပါဘူးသူ့ဘဝရဲ့အရေးပါတဲ့စီးပွားရေးတစ်ခုကိုသူရှာတွေ့သွားခဲ့လို့ပါဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်မယ်ဆိုရင်သူ့ဘဝဇာတ်ကြောင်ကိုဒေချာသိသွားပါလိမ့်မယ်သူ့နာမည်က ID ဖတ်ကူလာပောင်ဝါနဲ့မိတ်ဆွေတို့အားလုံးဒီရင်ကြီးမုတ်ကိုစားဖို့ကြပါလိမ့်မယ်ဒါပေမဲ့ဒီတရေစာမုတ်ဟာအသက်16နှစ်အရွယ်ကောင်လေးတယောက်ကစပြီးဖန်တီးခဲ့တာကိုတော့သိချင်မှသိရပါလိမ့်မယ်ဟုတ်ပါတယ်ဒါဟာ ID ဘတ်ဆိုတဲ့အသက်16နှစ်အရွယ်ကောင်လေးကဖန်တီးခဲ့တဲ့ထိုင်းနိုင်ငံရဲ့နာမည်ကျော်စားတောက်ကုန်တစ်ခုပါအခုဆိုရင်နိုင်ငံတကာအထီကိုပါတင်ပို့ရောင်းချနိုင်တဲ့ရောင်းကုန်တစ်ခုဖြစ်နေပါပြီဒီလုပ်ငန်းကနေ ID ဘတ်ဆိုတဲ့ကောင်လေးဟာဒီနေ့ခေတ်မှာငွေသိန်းတန်းချီဝင်နေပြီးထိုင်းနိုင်ငံရဲ့အသက်အငယ်ဆုံးဘီလီယံနာဆိုတဲ့ဂုဏ်တူးကိုပါပိုင်ဆိုင်ထားနိုင်နေပါပြီဂိမ်းမာကောင်လေးတယောက်ကဒီရင်ကြီးမုတ်ကိုဘလို့ဖန်တီးခဲ့တယ်လဲဆိုတာသူ့ဘဝစလေဆုံးကိုပြောပြပါရစေID ဘက်ကိုသူ့မိသားစုနဲ့သူ့တငယ်ချင်းတွေက top လို့ခေါ်ကြပါတယ်။သူဟာ1984ခုနှစ်မှာမွေးပြီးဘန်ကောက်မြို့မှာကြီးပြင်းခဲ့သူပါ။ငယ်စဉ်ကတည်းကကျောင်းစာထက် online game တွေကိုဆွဆွဲလန်းလန်းဆော့ကစားတတ်သူလည်းဖြစ်ပါတယ်။ဒါကြောင့်ဆောင်းပွဲတိုင်းကိုလည်းမအောင်မြင်ခဲ့ပါဘူး။သူအသက်16နှစ်မှာ online game တွေက item တွေကိုစုစည်းရတာဝါသနာပါခဲ့ပါတယ်။တရက်တော့သူ့ game item တွေကို online game ကစားသူတွေထံရောင်းချရင်းကနေငွေရှာနိုင်မဲ့နည်းလမ်းတစ်ခုကိုသူရှာတွေ့သွားခဲ့ပါတယ်။ဘယ်လောက်ထိရှာနိုင်ခဲ့တယ်လဲဆိုရင်ကိုပိုင်ပတ်စံနဲ့ကားဝယ်စီးနိုင်တဲ့အထိပါပဲဒီချိန်မှာတော့ဟာငွေရှာနိုင်တဲ့အတွက်မိဘတွေပြောစကားကိုလည်းတိတ်နာမဝင်တော့သူစားလည်းမလုပ်တော့ပါဘူးဂိမ်းတွေကနေပတ်စံထက်ရှာပြီးချမ်းသာအောင်လုပ်မယ်လို့သူအတွေးဝင်သွားခဲ့ပါတယ်ဒါပေမဲ့သူကန်ဆိုးခဲ့ပါတယ်ကားတစ်စီးနဲ့ဝင်ငွေအနှဲငယ်ကိုဂိမ်းလေးကရှာနိုင်ခဲ့ချိန်မှာဂိမ်းရဲ့ထိန်းချုပ်ရေးကဂိမ်းအတွင်းစီးပွားရေးဆိုင်ရာရောင်းချမှုတွေလုပ်တယ်လို့ဆိုပြီးသူ့ရဲ့ဂိမ်းရဲ့ကောက်ကိုဖျက်ချခဲ့ပါတယ်ဒီချိန်မှာတော့ရဲ့ဂိမ်းတွင်းငွေရှာရေးအစီအစဉ်တခန်းရက်သွားခဲ့ရပါတယ်ဒါပေမဲ့တော့ပြအသွေးထဲမှာဝေရှာနိုင်ဖို့ကိုပဲတွေးတောနေတဲ့ပိုးတကောင်ဝင်သွားခဲ့တဲ့အတွက်အာစီဝါရေးလောက်ရမလဲဆိုတာကိုပဲသူစဉ်းစားပြီးလမ်းစားရှာနေပါတော့တယ်အဲ့လိုနဲ့တဲ့ဧည့်ရောင်းပြီးငွေရှာဖို့သူအကြံတစ်ခုရသွားခဲ့ပါတယ်အဲ့ဒီကြံကိုလည်းဈေးတစ်ခုကနေသူရလာခဲ့တာပါအဲ့ဒီချိန်မှာသူ့မှာရှိတဲ့လက်ကျန်ငွေနဲ့စူပါမားကတ်တစ်ခုမှာတဲ့ဧည့်ဆိုင်လေးစဖွင့်နိုင်ဖို့သူစူးစမ်းပါတော့တယ်ဒီလိုနဲ့တော့ပြဲတဲ့ဧည့်ဆိုင်လေးစပြီးအောင်မြင်ဖို့ဖြစ်လာခဲ့ဒါပေမဲ့အစိုးရမကုန်သေးဘူးထင်ပါရဲ့သူတဲ့ဧည့်လှော်တဲ့အငွေတွေကစူပါမားကတ်ကိုထိခိုက်လာတဲ့အတွက်တော့ကိုစိုင်ပိတ်ဖို့စန်တာဘက်ကအကြောင်းကြားလာခဲ့ပါတယ်ဒါရင်ပြီးသွားပြီလားဆိုတော့မဟုတ်သေးပါဘူးသူခက်ခဲကြုံနေချိန်မှာသူ့ရဲ့အဖေကလည်းစီးပွားရေးအရှုံးပေါ်ပြီးအကျွေးများစွာတင်နေပါပြီဒီလိုနဲ့လဲရတခုထောင်ဖြစ်ပြီးတော့သူ့မိသားစုတစ်ခုလုံးတရုတ်ကိုပြေးရမယ်အကြောင်းဖန်လာပါတော့တယ်သူ့အဖေနဲ့အမေကတရုတ်ကိုပြောင်းသွားခဲ့ပေမဲ့ငွေရှာခြင်းနဲ့ပိုးမသေးတဲ့တော့ပါသူ့မိဘတွေနဲ့လိုက်မသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်သူတခုခုတော့ဖြစ်အောင်လုပ်မယ်လို့တွေးပြီးတရက်ကျသူရှာတဲ့ငွေနဲ့သူ့မိဘတွေရဲ့အကျွေးကိုဆက်နိုင်ဖို့သူဆန္ဒကြီးခဲ့ပါတယ်တကယ်လဲရှေ့ကသူလုပ်ခဲ့မှုတဲ့စီးပွားရေးလုပ်ငန်းအသေးလေးတွေကနေသူအတွေးကြုံနေနေစီစားရစားပြုတ်နေပါပြီတရက်တော့သူကြံတဲ့ရကိုလမ်းစားပေါ်လာပါတယ်သူ့ကောင်မလေးဝယ်လာတဲ့ရေညှိမုတ်လေးကိုသူ့ကိုလာကျွေးရင်စားကြည့်တော့အတော်လေးသဘောကျသွားတယ်ဒီချိန်မှာကိုရီးယားနဲ့ဂျပန်မှာရေညှိမုတ်တွေအရန်ခက်စားနေတဲ့အချိန်လည်းဖြစ်တော့သူလည်းအဲ့ဒါလိုလိုက်လို့ကြည့်မယ်ဆိုပြီးရှိသမျှငွေနဲ့ရေညှိအချောက်တွေဝယ်ဖို့လုပ်ပါတယ်တောင်းတက်မဲ့ပတ်စံတွေကိုပါသုံးပြီးရေညှိတုပ်တွေဝယ်တယ်အိမ်မှာစမ်းကြော်ကြည့်တယ်ဒါပေမဲ့သူစားဘူးတဲ့အရာလို့မဖြစ်နေပါဘူးခါတဲ့အခါခါပြီးငံတဲ့အခါငံနေပါတယ်ဘာလို့လဲဆိုတာဖြေရှာလို့မရဘူးအဲ့လိုနဲ့သူ့လက်ထဲကငွေရကုန်ပြီးရစရာလည်းမရှိတော့ဘူးသူ့မိသားစုအိမ်ကိုလည်းဘန်ကအကျွေးနဲ့တိမ်မဲ့အခြေအနေကိုပါရောက်လာခဲ့တယ်ဒီချိန်မှာသူအသက်18နှစ်ကျော်ပဲရှိပါသေးတယ်သူ့မှာတည့်ရည်လှော်တဲ့ဆက်တွေရှိနေသေးတာကိုသူသတိရသွားပါတယ်အဲ့ဒီလိုနဲ့ဆက်တွေကိုရောင်းပြီးရေညှိတွေကိုသူထပ်ဝယ်ဖို့လုပ်ပါတယ်ဝယ်ပြီးထပ်ဆန်းကြော်ကြည့်ခဲ့တယ်ဒါပေမဲ့တုံရင်အရသာလို့ခါရတာကခါနေတာပါပဲဘက်သိန်းကျော်လောက်ဝယ်ပြီးဆန်းတာတော့တခုမှမအောင်မြင်ခဲ့ပါဘူးဒီချိန်မှာကန်ဆိုးသူတွားရမိုးလိုက်လို့ရွာပြန်ပါတယ်သူ့ကိုရေညှိဝိုင်းကြော်ပေးနေတဲ့သူ့ဦးလေးကမိုးတွေအရမ်းမိပြီးစေးရုံတက်လိုက်ရပြန်ပါတယ်ဒီမှာတင်သူ့ရဲ့ရေညှိဇက်လန်တခန်းရက်သွားပြန်ပါတယ်သူ့ဦးလေးတတခံနေကြတော့သူ့အိမ်ပြန်လာတယ်ရင်းကြီးအိုးတွေကလည်းလှုပ်လက်စနဲ့တန်လန်းကြီးတွေရှိနေတယ်ရင်းကြီးပုံးတွေရဲ့ကြီးကြီးတော့တထုံမှကြံမနေပါဘူးကြံတဲ့တထုပ်ကလည်းမိုးရီထဲမှာကျထားလို့ရင်ငွေရိုက်နေပြီအဲ့လိုနဲ့မထူးပါဘူးကွာဆိုပြီးရင်ငွေရိုက်နေတဲ့အထုပ်ကိုကောက်ပြီးဖောက်ကြော်လိုက်တယ်โอเคသူ
ပြီးရင်သူမြည်ကြည့်မယ်ပေါ့ကြော်လို့လည်းပြီးလို့သူမြည်ကြည့်လိုက်တဲ့အချိန်မှာရေညှိကထူးထူးဆန်းဆန်းသူစားဘူးတဲ့ရေညှိအရသာလို့သွားကောင်းနေပါတယ်အဲ့မှတင်တော့တယောက်ပျော်ပါပြီသူရေညှိမုတ်လုံမယ်နီးကိုရှာတွေ့ခဲ့ပြီအဲ့လိုနဲ့ရသမျှငွေတွေစုပြီးရေညှိမုတ်တွေလှုပ်တယ်စံပယ်လျှောက်ဝေပြီးစားကြည့်ခိုင်းတယ်လမ်းဘေးဆိုင်တွေမှာတင်ကြည့်တယ်လူတွေကြိုက်ကြတယ်အဲ့လိုနဲ့တောက်ကဲနွိုင်းမြန်မာလိုတထေးလေးဆိုတဲ့သူ့ရင်ကြီးအမတ်တစိတ်ကိုလူနည်းနည်းသိလာပါတယ်ဒီချိန်မှာဘန်ချင်းငွေယူပြီးလုပ်ငန်းစမယ်လို့တော့ဘန်ကချင်းငွေမထုတ်ပေးဘူးဆိုပြီးညင်းပါတယ်အဲ့လိုနဲ့သူ့ဘွားဇက်ကြောင်အကုန်ပြောပြပြီးချင်းငွေထုတ်လို့ရအောင်တော့ကြိုးစားရပြန်ပါတယ်နောက်ဆုံးဘန်ကချင်းငွေထုတ်ပေးခဲ့တယ်အဲ့ဒီမှာသူ့ရင်ကြီးမုတ်စပြီးလုံနိုင်သွားခဲ့ပါတယ်ဒါပေမဲ့သူရက်ကွက်ထဲမှာရောင်းရယုံလောက်နဲ့သူမိဘတွေရဲ့အကျွေးကိုတစ်နှစ်အတွင်းဆက်ဖို့ကမဖြစ်နိုင်ဘူးတော့ဖြစ်ချင်တာကတစ်နှစ်အတွင်းအကျွေးအားလုံးဆက်နိုင်ပြီးသူမိဘတွေကိုအိမ်ပြန်ခေါ်နိုင်ဖို့ပါပဲအဲ့တော့သူတကယ်ဆိုင်ကြီးတွေမှာတင်နိုင်မှာအဲ့ဒီငွေရလိမ့်မယ်ဆိုတာကိုသိတော့သူ့ပတ်ဝန်းကျင်တွေကဆိုင်တွေကိုလိုက်ကြည့်တဲ့အခါမှာ 7-Eleven ဆိုင်တွေကိုတော့တွေ့ပါတယ်အဲ့လိုနဲ့ 7-Eleven Group မှာတင်ဖို့အတွက်လုပ်ငန်းစကားသွားပြောတော့သူ့ရင်ကြီးမုတ်တွေကထုတ်ပုံမှုညံ့တာရဲ့ဈေးများတယ်ဆိုတာရဲ့ကြောင့် 7-Eleven ဘက်ကညင်းလိုက်ပါတယ်အဲ့လိုနဲ့တော့ပြတ်သွားသလားဆိုတော့မဟုတ်ပါဘူးထုတ်ပုံမှုအစ်စ်နဲ့ 7-Eleven ကမုတ်ထုတ်တွေကိုသူ့ကိုပြီးဒီဇိုင်းတစ်ထုတ်လိုက်ပါတယ်ပြီးတော့ 7-Eleven ရဲ့ရုံးတွေကိုသူထပ်သွားတယ်ဟိုကလည်းထပ်ညင်ပါတယ်ညင်းလဲ top ကမရက်ပါဘူးအခါကသွားနေတော့တာပါပဲသူ့စိတ်ထဲမှာသူမိဘတွေကိုပြန်ခေါ်နိုင်ဖို့နဲ့ငွေရှာနိုင်ဖို့ကလွမ်းမိုးနေပြီလေဒီလိုနဲ့နောက်ဆုံးမှာ 7-Eleven ကသူ့ရင်ကြီးမုတ်ကိုတင်ဖို့ခွင့်ပြုချက်ချပေးလိုက်ပါတယ်အဲ့ဒီမှာတင် top စပြီးအောင်မြင်ပါတော့တယ်သူငွေတွေအများကြီးရှာနိုင်ခဲ့ပြီးသူမိဘတွေကိုတစ်နှစ်အတွင်းအိမ်ပြန်ခေါ်နိုင်ခဲ့ပါတယ်သူတို့အိမ်လေးကိုလည်းပြန်ရယူနိုင်ခဲ့ပါတယ်ဒီကောင်လေးရဲ့စိတ်သက်ပြင်းပြမှုကအံ့ဖွယ်သေးရဲ့ပါပဲခုချိန်ထိလည်းထိုင်းနိုင်ငံလုံးကလူငယ်တွေကသူ့ကိုစံထားကြပါတယ်ခုဆိုသူ့ရဲ့တာဝကဲနွိုင်ရည်ညှိမုတ်ကထိုင်းပြည်တွင်းက 7-Eleven တွေမှာဒါမှကကမ္ဘာအနှံ့ကနိုင်ငံ30ကျော်ကိုတင်ပို့နေပြီးတော့အမေရိကန်တရုတ်ဂျပန်စတဲ့နိုင်ငံတွေမှာတော့ဝယ်စားလို့ရနေပါပြီသူကိုယ်တိုင်ကလည်းတာဝကဲနွိုင် group ရဲ့ founder CEO ဖြစ်နေပါပြီသူပိုင်ဆိုင်မှုကို2018မှာ Forbes Magazine က600 million အထိရှိကြောင်းထုတ်ပြန်ခဲ့ပါတယ်ဒီလိုလူငယ်လေးတယောက်ကဒီလောက်အထိဖြစ်မြောက်သွားမယ်လို့ဘယ်သူမှထင်ခဲ့မှာမဟုတ်ပါဘူးဒါပေမဲ့ Top ကသူဖြစ်ချင်ရာကိုဖြစ်အောင်လုပ်ပြသွားခဲ့ပါတယ်သူ့ကြောင့်ကို2010ခုနှစ်မှာရုပ်ရှင်မှာပြင်ရိုက်ခဲ့ရတဲ့အထိပါပဲ WNL ဆိုတဲ့ရုပ်ရှင်ကိုရှာကြည့်ရင်တွေ့နိုင်ပါတယ်ခုဆို Top ကအသက်42နှစ်ရှိနေပါပြီသူတက်ဆက်ကိုနှစ်ကနေအခုချိန်ထိတက်တန်းခဲ့ရတဲ့စီးပွားရေးအတွေ့အကြုံတွေကိုပြန်ထောက်ဆပြီးသူပြောနေကြစကားလည်းရှိပါတယ်အိမ်မက်အကြီးကြီးမှတ်ပါတသေးလေးရပဲစလို့ပါကြရှုံတာကအဆုံးသတ်မဟုတ်ဘူးသင်ခန်းစာယူဖို့ပဲကိုလုပ်တဲ့အလုပ်ပေါ်ယုံကြည်မှုရှိပါကိုထုတ်ကုန်ကိုအကျွင်းမဲ့ယုံကြည်ထားပါအချိန်ကောင်းကိုမစောင့်ပါနဲ့ခုကပဲစတင်ပါအခွင့်အရေးဆိုတာမရှိလာသေးရင်အခွင့်အရေးကိုကိုယ်တိုင်ဖန်တီးပါဘယ်တော့ရေးချက်လိုက်တဲ့စကားလုံးတွေလည်းအရန်မှတ်သားဖို့ကောင်းပါတယ်ကျွန်တော်ကိုယ်တိုင်လည်းသူ့ကြောင့်ပြန်ရှာရင် WNL ဆိုတဲ့ရုပ်ရှင်ကိုပြန်ကြည့်ပြီးတော့အရန်အားတက်ရပါတယ်မိတ်ဆွေတို့လည်းပြန်ကြည့်ကြပါအကျိုးရှိတဲ့အတွေ့အကြုံကိုတော့ရပါလိမ့်မယ်အဆုံးထိကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ပတ်တွေမှာလည်းဗီဒီယိုအသစ်တွေနဲ့ပြန်လာခဲ့ပါမယ်ကျွန်တော်ကတော့လူသက်ကြီး channel ကဒူလာဖြစ်ပါတယ်